မိတ်ဆွေတို့ဒီနေ့ကျွန်တော်ပြောပြချင်တာကကျွန်တော်တို့ကမ္ဘာသမိုင်းကိုလုံးဝပြောင်းလဲသွားစေခဲ့တဲ့ကိုလိုနီစနစ်တစ်ကြောင်းပါကိုလိုနီဆိုတာကိုစာအုပ်ထဲကအဓိပ္ပာယ်နဲ့မဟုတ်ပဲလူတစ်ယောက်ကအတွေ့အကြုံပြောပြနေသလိုနားထောင်ကြည့်ပါကိုလိုနီစနစ်ဘယ်ကစလာလဲဆိုတော့15ရာစုလောက်ကိုပြန်ကြည့်မယ်ဆိုရင်ဥရောပနိုင်ငံတွေဟာသူတို့နိုင်ငံထဲမှာပဲနေမလုံလောက်တော့ပါဘူးရွှေလိုချင်တယ်ငွေလိုချင်တယ်တင်ယံဇာတလိုချင်တယ်အရေးကြီးဆုံးကတော့အာဏာလိုချင်တယ်ဒါကြောင့်ပဲပင်လယ်ကိုကြော်ပြီးမတွေ့ဘူးသေးတဲ့မြေဒေသတွေကိုရှာဖွေဖို့စတင်ခဲ့ကြပါတယ်အဲဒီကနေကိုလိုနီစနစ်ရဲ့အစပြုလာခဲ့တာပါပထမဆုံးထင်ရှားလာတာကပေါ်တူဂီပါသူတို့ဟာပင်လယ်လမ်းကြောင်းကိုအားထားပြီးအာဖရိကဂန်ယိုတန်အိန္ဒိယအရှေ့တောင်အာရှအထိကုန်သွယ်ရေးစခန်းတွေစောက်ခဲ့ပါတယ်အစမှာတော့ကုန်သွယ်ရေးဖက်လုပ်မယ်လို့ပြောခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့လက်နက်နဲ့အင်အားကိုအသုံးချပြီးဒေသခံတွေကိုထိန်းချုပ်လာကြပါတယ်ကုန်သွယ်ရေးစခန်းကနေကိုလိုနီအုပ်ချုပ်မှုဖြစ်လာတာပါနောက်ထပ်အရေးကြီးတဲ့နိုင်ငံမှာတော့ပြင်သစ်ပါပြင်သစ်ဟာအာဖရိကဒေသများစွာနောက်ပြီးအရှေ့တောင်အာရှမှာဗီယက်နမ်လာအိုကမ်ဘောဒီးယားကိုကိုလိုနီအဖြစ်သိမ်းယူခဲ့ပါတယ်သူတို့ကစစ်တပ်နဲ့မဟုတ်ဘူးဘာသာစကားပညာရေးယဉ်ကျေးမှုကိုပါအတင်းအကျပ်သိမ်းခဲ့ပါတယ်ဒေသခံတွေကိုတင်တို့ဟာယဉ်ကျေးမှုနောက်နေကြတယ်ဆိုပြီးကိုယ်စနစ်ကိုအကောင်းဆုံးလို့ပြသခဲ့ပါတယ်ကိုလိုနီအောက်မှာနေရတဲ့လူတွေဟာကိုယ့်မြေမှာနေပေမဲ့လည်းကိုယ့်နိုင်ငံသားမဟုတ်တော့ပါဘူးအခွန်အမြင့်တွေပေးရတယ်အလို့ကျန်းတွေလုပ်ရတယ်ကိုယ့်စကားကိုမသုံးရကိုယ့်ဘာသာလည်းမသိရတခါတည်းကိုယ့်မြေကထွက်လာတဲ့တယံဇာရတွေကိုကိုယ်တိုင်မသုံးနိုင်ပဲဥရောပကိုပို့ပေးနေရပါတယ်ဒါဟာကိုလိုနီစနစ်လေအနာစာပါပဲအချိန်ကြာလာတာနဲ့အမျှဒေတာကန်လူထုတွေကမတရားမှုကိုမခံတော့ပါဘူးဒါကြောင့်တော်လန်ရေးတွေစတင်လာပါတယ်ဗီယက်နမ်အာဖရိကနိုင်ငံများအာရှနိုင်ငံများစွာမှာကိုလိုနီစန့်ကျင်တဲ့လှုပ်ရှားမှုတွေတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ကိုလိုနီစနစ်ဟာတဖြည်းဖြည်းပျက်စီးလာခဲ့ပါတယ်ကိုလိုနီစနစ်ဆိုတာတနိုင်ငံချမ်းသာဖို့တနိုင်ငံကိုစင်းရဲအောင်လုပ်ခဲ့တဲ့စနစ်ပါလမ်းပန်းဆက်သွယ်ရေးပညာရေးအချို့ပေးခဲ့ပေမဲ့လည်းလူကုန်တိခါလွတ်လပ်မှုကိုအလွန်အမြင့်ထိခိုက်စေခဲ့ပါတယ်ဒီနေ့ကျွန်တော်တို့နားလည်ထားရမှာကတမိုင်းကိုတီးမှအနာဂတ်ကိုမမှားအောင်လုပ်နိုင်မယ်ဆိုတာပါပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လုပ်သွားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်